အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ HTML CSS simple web site လေးတစ်ခုကျွန်တော်တို့ server ပေါ်မှာဘယ်လို deploy ပြုလုပ်ရမလဲဆိုတဲ့ပုံစံအဆင့်ဆင့်ကိုအသေးစိတ်ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမြင်နေရတဲ့ကျွန်တော်HTML CSS နဲ့ပဲဒီလိုပုံစံလေးကျွန်တော်လုပ်ပေးထားတယ် simple လေးပဲဘာမှမပါဘူးဒီ one လေးနဲ့ပါမယ်ကျွန်တော်နာမည်ပါမယ်ဒါပဲအဲ့တော့ဒီ project လေးတွေကို project လေးကိုကျွန်တော်တို့ server ပေါ်မှာ deployment ပြုလုပ်ရမယ်အဲ့တော့မိတ်ဆွေတို့ကတခုရှိဖို့လိုတယ် server deployment ပြုလုပ်မှာဆိုတော့ server တော့ရှိဖို့လိုတယ်အဲ့တော့ server ကိုမိတ်ဆွေတို့ကြိုက်တဲ့နေရာတစ်ခုသွားဝယ်လိုက်ဒီ digital ocean ရပဲဖြစ်ဖြစ် AWS ကပဲဖြစ်ဖြစ်ကြိုက်တဲ့နေရာသွားဝယ်လို့ရတယ်အဲ့တော့ကျွန်တော်တော့ဝယ်ပြီးသားဆိုတော့မိတ်ဆွေတို့ကို login ဝင်ပြီးတော့ပဲရိုက်မယ်စမ်းပြလိုက်တော့မယ်အဲ့တော့အရင်ဆုံးမိတ်ဆွေတို့ရဲ့ server ကိုဝင်လိုက်မယ် SSH နဲ့ကျွန်တော်နာမည်user name ထည့် IP ထည့်ဒါဆိုလို့ရှိရင်ရတယ်password တောင်းမယ်နော် password တောင်းရင် password ရိုက်ပေးလိုက် okay မိတ်ဆွေတို့တခုအကျိုးပြီးအတိပေးကျင်တာကကြတော့ဒီ course က server deployment တည်တံ့ကိုတင်ပေးရဲ့ course အဲ့တော့ကြတော့မိတ်ဆွေတို့ကဒီ HTML CSS အခြေခံတွေတော့မိတ်ဆွေတို့သိထားဖို့လိုလိမ့်မယ်ဟုတ်ပြီနော်အဲ့တော့ကျွန်တော် server တွေကိုရောက်သွားပြီရောက်သွားပြီဆိုတော့မိတ်ဆွေတို့အခုလောလောဆယ်ဘာလုပ်အောင်မလဲဆိုလို့ရှိရင် web server installation လုပ်ဖို့လိုတယ်မိတ်ဆွေတို့ဒီ project ပေါ့နော်ဒီ project ကကြတော့ကျွန်တော်မိတ်ဆွေတို့ local မှာ run လို့ရကောင်းရလိမ့်မယ်ဒါပေမဲ့မိတ်ဆွေတို့ကတခြားလူပြချင်တယ်တခြားလူရဲ့ internet ကနေပြီးတော့တခြားလူရဲ့ browser ကနေပြီးဖြစ်ပေါ့နော်တခြားလူရဲ့ phone ကနေပဲဖြစ်ဖြစ်မိတ်ဆွေတို့က link လေးပေးပြီးတော့သူတို့ဝင်ပြီးတော့ကြည့်စေချင်တယ်ဆိုလို့ရှိရင်မိတ်ဆွေတို့ကဒီ web server ပေါ်မှာတင်ထားဖို့လိုလိမ့်မယ်အဲ့တော့မိတ်ဆွေတို့ server ထဲမှာ web server installation လုပ်ဖို့လိုတယ်အရင်ဦးဆုံးအဲ့တော့ web server installation လုပ်ဖို့အတွက်ကို web server နှစ်ခုတစ်ခုမိတ်ဆွေတို့ကြိုက်တဲ့ web server တစ်ခုသွင်းဖို့လိုတယ်ပထမတစ်ခုက NGA server နောက်တစ်ခုက Apache server အဲ့တော့နှစ်ခုလုံးကမိတ်ဆွေတို့ကြိုက်တာသုံးလို့ရတယ်ဒါပေမဲ့ကျွန်တော်တို့ကတော့ NGA server ကိုပဲသုံးဖြစ်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ configuration ကနည်းနည်းလေးလွယ်ပြီးတော့ simple ဖြစ်လို့အဲ့တော့အရင်ဆုံးကျွန်တော် Linux ထဲမှာ Linux server ကို Linux server ထဲမှာ web server installation လုပ်မှာဆိုတော့ကျွန်တော်ဒီတိုင်းလေးပဲရိုက်လိုက် sudo apt install nginx လို့ထည့်လိုက်โอเคမိတ်ဆွေတို့တခုပြောဖို့လိုတာကဒီနေရာမှာ sudo ဒီလိုဖြစ်နေရပါတော့ကျွန်တော်တွင်းလို့မရဘူးသူပြနေအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ Linux server ကိုကျွန်တော်အခုမှဝယ်ထားတာဆိုတော့ကျွန်တော်ဒီထဲမှာ software update တွေလိုလေးရအဲ့တော့ sudo update upgrade လုပ်ဖို့လိုတယ်ဒီ command လေးပဲရိုက်လိုက် sudo apt install and sudo apt update ဆိုပြီးတော့ရိုက်လိုက်အနောက်မှာ y လေးထည့်လိုက်နော်အဲ့ဒါတော့ဒီတိုင်းလေးပဲဒီ command လေးတိုင်းပဲလုပ်သွားလိုက်ကိစ္စမရှိဘူးလောလောဆယ်နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်ဒီ Linux command တွေLinux command တွေပါတယ်ပေါ့နော်အဲ့ဒီ course တွေကျွန်တော်သင်ပေးဖို့ရှိတယ်အဲ့ဒီကြမှာပဲဆိုတော့သေးသေးကြည့်လိုက်ပေါ့အဲ့တော့လောလောဆယ်ဒီကောင်ပြီးသွားပြီအဲ့တော့အပေါ် command ကိုပြန်ပြီးတော့ကြိုက်ကြည့်လိုက်sorry ကျွန်တော် install က ins ပါ s ကြံကန်နော် okay ပြီးတော့ရင်ဒီအဆင့်ထိရောက်ပြီဆိုလို့ရှိရင် y အကြီးနှိပ်ပြီးတော့ enter ချက်ခေါ်လိုက်ခဏဆောင် okay ပြီးသွားပြီဆိုလို့ရှိရင်မိတို့ဒီကောင်လေးကို clear တစ်ချက်ပြန်လုပ်လိုက်တယ်ပြန်လုပ်လိုက်မယ်အပေါ်ကကောင်လေးနည်းနည်းရှုပ်နေလို့အဲ့တော့ကျွန်တော်တို့ web server installation လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ရဲ့ web server ကဒီ server ပေါ်မှာတကယ် run နေလားမ run နေလားဆိုတာကြည့်ဖို့အတွက် status လေးစစ်ဖို့လိုတယ်အဲ့တော့ status ဆက်ရမယ့် command က sudo apt nginx status လို့ရိုက်လိုက် status လို့ရိုက်လိုက်sorry sudo service เนาะ sudo apt မဟုတ် sorry sudo apt ကကျွန်တော်တို့ package တွေတွင်းတဲ့အချိန်ကြမှာသုံးတာ service service okay ဒီနေရာမှာ edit running လို့ပြနေပြီဆိုလို့ရှိရင်မိတ်ဆွေရဲ့ web application server ကတကယ်အလုပ်လုပ်နေပြီအဲ့တော့မိတ်ဆွေရဲ့ browser ကိုသွားမိတ်ဆွေရဲ့ IP သွားဒီအခုမိတ်ဆွေဝယ်ထားတဲ့ server ရဲ့ IP address စောနာလေး login ဝင်လိုက်တဲ့ address အဲ့ address ကိုထည့်ကြည့်လိုက် browser ပေါ်မှာထည့်လိုက်ကြိုက်တဲ့ browser ကိုသုံးလို့ရတယ်ဟောဒီမှာ welcome to nginx ဆိုတာနဲ့
ကျွန်တော်ရဲ့ web server က installation လုပ်တဲ့ process ကအောင်မြင်သွားပြီအဲ့တော့ပထမတစ်ဆင့်ကတော့ done ပေါ့ okay နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့လုပ်ဖို့လိုတာကကျွန်တော်တို့ရဲ့ဒီ HTML project တော့အခုရေးထား HTML CSS project ကိုကျွန်တော်တို့ဒီ server ပေါ်ကိုသွားပြီးတော့တနည်းနည်းနဲ့ထည့်ဖို့လိုတယ်ဟုတ်ပြီနော်တနည်းနည်းနဲ့ထည့်ဖို့လိုတယ်အဲ့တော့မင်းတို့ကစဉ်းစားလို့ရစဉ်းစားကြည့်လိုက်ဒီ local ရဲ့ project ကြီးကိုဒီ server ပေါ်ကိုဘယ်လိုထည့်မလဲထည့်လို့ရရဲ့နည်းရှိရယ်အရင်တော့ဒီ scp ဆိုတဲ့ command နဲ့ထည့်လို့ရ local ကောင်ကို zip ချုံလိုက်ဒီနှစ်ကောင် zip ချုံလိုက်ပြီးတော့မင်းတို့ရဲ့ server ရဲ့ user name ရဲ့ IP ရဲ့ကိုရိုက်ထည့်ပြီးတော့ဒီ file တွေအကုန်လုံးကို zip ချုံပြီးတော့လှမ်းပြီးတော့တင်ချပလိုက်တာ server ပေါ်ရောက်တော့မှ server ပေါ်မှာ zip ဖြည့်တယ်ပြီးသွားလို့ရှိရင် ngh configuration တွေလောက်ရတယ်အဲ့ဒီခါကျလို့ရင်မိတ်ဆွေတွေရဲ့ project က run သွားပြီဒါပေမဲ့အဲ့ဒီအဆင့်တွေကိုကျွန်တော်တို့ကလုံးမှာမဟုတ်ဘူးအခုနောက်ပိုင်းပေါ့နော်ဘာလို့လဲဆိုတော့အဲ့ဒီ project တွေကမိတ်ဆွေတို့ဆွမ်းနာတွေကနားထောင်နေတာနားရှုပ်ပါလိမ့်မယ်အဲ့ဒီကောင်တော်တော်လေးကိုရှုပ်တယ်အဲ့တော့ကျွန်တော်တို့က GitHub တုံးထားတယ်ဟောဒီမှာကျွန်တော်ရဲ့ account ထဲမှာဒီ demo.html ဆိုတဲ့ repository ရှိတယ်အဲ့ဒီ GitHub အကြောင်းကိုလည်းကျွန်တော်တို့နောက်ထပ် video တွေမှာအသေးစိတ်ပြောပြပေးမယ်အဲ့ဒီခါကျမှပဲကြည့်လိုက်တော့အခုလောလောဆယ်တော့မိတ်ဆွေတို့ကဒီ GitHub repository ကိုသွားကျွန်တော်ရဲ့ GitHub repository ကိုသွားကျွန်တော် comment မှာပဲဖြစ်ဖြစ် description မှာပဲဖြစ်ဖြစ် link ချိန်ပေးထားမယ်အဲ့ဒီကိုသွားပြီးသွားလို့ရှိရင်ကျွန်တော်ပုံမပေါ်ကနာရပြီပြီးသွားလို့ရှိရင်ဒီ code ကိုသွားပြီးသွားလို့ရှိရင်ကျွန်တော်ဒီမှာ https နဲ့ဒီကောင်းလေးကို copy လုပ်လိုက် okay ရပြီဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ server တွေကိုပြန်သွားဘယ် folder တွေသွားရမလဲဆိုလို့ရှိရင် cd ဘာတွေက w3 လို့ဆိုတဲ့ folder တွေကိုသွားရမယ် okay အဲ့ဒီအထိရောက်သွားပြီဆိုလို့ရှိရင်ကျွန်တော် clear တစ်ချက်လုပ်ထားလိုက်အောင်မနော်အဲ့ဒီအထိရောက်သွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့ဒီထဲမှာ ls နဲ့ခေါ်ပြီးတော့စစ်ကြည့်လိုက်ဒီမှာ html ဆိုတဲ့ folder တစ်ခုပဲရှိရဲကျန်တာကြီးဘာမှမရှိနေဘူး okay အဲ့တော့ကျွန်တော်စောနာတုံးက repository ကို copy ကူးလာတယ်လေဟုတ်တယ်မလားအဲ့ဒီကောင်ကိုဒီကူးလာတဲ့ repository ကိုဒီထဲမှာပြန်ပြီးတော့ clone လုပ်ပေးဖို့လိုတယ် clone လုပ်တယ်ဆိုတာမင်းတို့အလွယ်မှတ်မယ်ဆိုလို့ရှိရင် download လုပ်လိုက်တာပေါ့ဒီ folder တစ်ခုကို download လုပ်လိုက်တာဒီ HTML CSS ပါတဲ့ folder တစ်ခုလုံးကို download ဆွဲလိုက်တာဒီထဲမှာစာပါထဲမှာ okay အဲ့တော့ download ဆွဲလို့ရမယ့် command က git clone download ဆွဲတယ်ဆိုတာအလွယ်ပြောရနော်တကယ်တော့ download ဆွဲခဲ့တာမဟုတ်ဘူး clone လုပ်တာအဲ့တော့မင်းတို့ဒီ git clone လောက်ကနေဆွဲတော့မင်းတို့ copy ကူးလာတဲ့ URL ကိုထည့်ပြီးတော့ enter ချက်ခေါ်လိုက် okay ဒီမှာ git not found နဲ့ပြဿနာထားတတ်ပြီဘာလို့လဲဆိုတော့ကျွန်တော်ဝယ်ထားတဲ့ server ထဲမှာ git မရှိဘူးအဲ့တော့ကျတော့ sudo apt install git ဆိုပြီးတော့ git သွင်းလိုက်မယ်ရပြီဘာရင်ကြီးနေအနာကောက်ဆွမ်းနာတော့ဟို ng သွင်းတယ်လို့မျိုးပဲ command ဆက်ခတ်စင်ပြီးသွားပြီဆိုလို့ရှိရင်မိတို့ဆွမ်းနာတော့ command ကိုပြန်ပြီးတော့ကလုံးလုပ်တဲ့ command ကိုပြန်ထည့်လိုက်ရပြီဒါဆိုလို့ရှိရင်ဒီမှာreceiving object တရားရခိုင်တော့ဒါဆိုလို့ရှိရင်ပြီးသွားပြီအဲ့တော့ clear တစ်ချက်လုပ်လိုက်အဲ့ဒီမှာ ls လို့ခေါ်လိုက် ls ဆိုတာမင်းတို့ဒီ folder ထဲမှာရှိတဲ့ file တွေကိုစစ်ဆေးတာအဲ့ဆိုလို့ရှိရင်မင်းတို့ကဒီ HTML ကသူ့ရဲ့အရင် default ပါပြီးသားလေနော်ဒီရှေ့မှာကြတော့ဆွမ်းနာတော့ကလုံးလုံးလိုက်တဲ့ folder ဒီထဲမှာဘာရှိမှလဲဟုတ်တယ် index.html နဲ့ style.css ဆိုတဲ့ file တစ်ပိုင်းရှိမှာအဲ့တော့ကျွန်တော်တို့ကမယုံဘူးဒီထဲကို cd နဲ့ဝင်လိုက်မယ် ls လို့ခေါ်ကြည့်လိုက် okay တကယ်ရှိတယ် index.html ရဲ့ style.css တွေနှစ်ခုရှိနေပြီ okay အဲ့ဒါဆိုရင်ရပြီဒီ copy တစ်ခုလုံးကိုကူးလိုက်ဒီကောင်ကြီးတစ်ခုလုံး copy ကူးလိုက်ပြောတာဒီ folder တစ်ပတ်လိုင်းချောင်းတစ်ခုလုံး copy ကူးလိုက်ဘာလို့ copy ကူးရလဲဆိုတော့ဒီ index.html ပါနေလို့ကျွန်တော်တို့က ngh configuration လုပ်တဲ့အချိန်မှာဘယ် file ကိုသွားထောက်အောင်မလဲဆိုလို့ရှိရင်ဒီ index.html ကို index ဆိုတဲ့နာမည်ကိုအရင်ဆုံးလိုက်ရှာပြီးတော့ထောက်တာဆက်စ run တာလဲဒီ index ဆိုတဲ့ file ပဲမိတ်ဆွေတို့ဟိုကိုပိုင် website တွေပါရေးမယ်ဆိုလို့ရှိရင်ဒီ index.html ကမပါမဖြစ်ပါဘူးပါရမယ် index ဆိုတဲ့နာမည်နဲ့နော်အဲ့တော့မိတ်ဆွေတို့ကဒီပိုင်လိုင်းကြောင်းတစ်ခုလုံး copy ကူးလိုက်ပြီးဘယ်ကိုထပ်သွားရမလဲဆိုလို့ရှိရင် cd etc nginx တဲက site available ကို
က်ပြီးတော့သွားတယ်โอเคပြီးသွားရင် ls လို့ခေါ်ကြည့်လိုက်မိတ်ဆွေတို့ဒီနေရာမှာတစ်ခုတတိထားရမှာကဒီ default ဆိုတဲ့ folder ကိုကျွန်တော်တို့ဖြတ်လိုက်လို့ရတယ်ဖြတ်ကိုဖြတ်ရမယ် rm ဖြတ်ရမယ် command က sudo rm-rf default default sorry defau sorry sudo rm နော်ရှေ့ dat မပါဘူးအဲ့ဆိုလို့ရင်မိတ်ဆွေတို့ ls တက်ခေါ်ကြည့်လိုက်ဒီထဲမှာဘာမှမရှိဘူးအဲ့တော့အရင်ဆုံးဘာမှ clear တစ်ချက်ပြန်လုပ်လိုက်ဘာလုပ်ရမလဲဆိုလို့ရှိရင် configuration file စောက်ဖို့လိုတယ်အဲ့တော့မိတ်ဆွေတို့ကကြိုက်တဲ့နာမည်ပေးလို့ရတယ်ကျွန်တော်ကတော့ demo.html ဆိုပြီးတော့ပဲပေးလိုက်မယ်အဲ့တော့ file စောက်တဲ့နေရာကျတော့ကျွန်တော် nano နဲ့စောက်လို့ရတယ်အခြားနည်းနဲ့စောက်လို့ရတယ်nano ဆိုတာကနောက်ပြီးရင်ရှင်းပြမယ်နောက်ပြီးရင်မဟုတ်ဘူးကျွန်တော်တို့ linux course ကြမှာပဲကျွန်တော်တို့ရှင်းပြပေးမယ်နော်သူတို့ nano demo.html မိတ်ဆွေတို့မှတ်ထားနော်ဒီနောက်က name က file name ကကြိုက်တဲ့ name ဖြစ်လို့ရတယ်ဒါပေမဲ့မိတ်ဆွေတို့ကိုပေးရဲ့ name ကိုကိုယ့်ကိုမှတ်ထားဖို့တော့လိုလိမ့်မယ်အဲ့တော့သူတို့ nano demo.html အနာခေါက်လိုက်ဒါပေမဲ့မိတ်ဆွေတို့ error တက်တယ်ဘာလို့လဲဆိုတော့ဒီ nano ဆိုတဲ့ app ကမရှိဘူးကျွန်တော်တို့ရဲ့ဒီ linux server ထဲမှာအဲ့တော့ဒီ nano ကိုအရင်ဆုံးသွင်းဖို့လိုတယ်အဲ့တော့သူတို့ apt install nano လို့သွင်းလိုက်ပြီးသွားရင်ခဏဆောင်ရပြီပြီးသွားရင်ဆန္ဒတော့ comment ပြန်ရိုက်လိုက်သူတို့ nano နောက်ကကိုပေးခြင်းနဲ့ file ရဲ့ name okay အဲ့ဆိုလို့ရှိရင်ဒီ file နဲ့ရောက်သွားပြီ file နဲ့ရောက်သွားပြီဆိုလို့ရှိရင်ဒီမှာ editor လေးပေါ်လာတယ်တွေ့လား editor ဆိုကျွန်တော်တို့စာရိုက်လို့ရတဲ့ editor ဘောက်လေးပေါ်လာတယ်အဲ့ဒီထဲမှာကျွန်တော်တို့ ngh configuration file တွေရေးဖို့လိုတယ်အဲ့မိတ်ဆွေတို့ကအရင်ကြီး configuration file တွေကိုအလွတ်ကျက်ထားကြမှာမလို့ Google Chrome ကိုသွားကျွန်တော် ChatGPT ပဲဖြစ်ဖြစ်မေးလိုက်ဒီကောင်ကိုလည်းကျွန်တော်ဟိုမှာထားခဲ့ပြီးမယ်description ထဲမှာတခါလေးထည့်ပေးထားလိုက်မယ်နော်အဲ့တော့ဒီကောင် copy ကူးလိုက်နော်ဒါ sample copy ကူးပြီးတော့ဒီမှာ page ချလိုက် okay ဒီနေရာမှာပြင်ရမယ့်ဟာရှိတယ်မိတ်ဆွေတို့ကဒီ root ဆိုတဲ့ပတ်လန်းကြောင်းကျွန်တော်မိတ်ဆွေတို့ကျွန်တော်မပြောလဲသိနေပြီဆောနာတုံးကဒီဘာတွေက www တွေကမိတ်ဆွေတို့ ဆောနာ index.html ရှိရဲ့ file ပတ်လန်းကြောင်းအဲ့တော့ဘယ်ထိညွှန်းရမှာလဲဆိုလို့ရှိရင် demo.html လို့အဲ့ဒီထိညွှန်းပေးရမယ်ဟုတ်ပြီနော်ပြီးတော့နောက်ထပ်တစ်ခုက server name မှာ xml.com နဲ့ www.xml.com အဲ့ဒါကြီးသူက xml ပေးထားရလေအဲ့တော့သူ့ရဲ့သဘောကဒီနေရာမှာ domain name နဲ့ဖြစ်နိုင်တယ်လို့ server name ကိုလည်းထည့်ပြီးလို့ရတယ် server name ဆိုတာ sorry server ရဲ့ IP ကိုပြောတာဘယ်က server ရဲ့ IP လဲကျွန်တော်တို့အခု login ဝင်ထားတဲ့ server ရဲ့ IP ကိုထည့်ပေးရမယ်ကျွန်တော် login ဝင်ထားတဲ့ server IP မှမယူဘူးဆိုလို့ရှိရင်တော့မိတ်ဆွေတို့ကိုယ့်ကိုဝယ်ထားတဲ့နေရာမှာသွားကြည့်လိုက်နော်အဲ့တော့ကျွန်တော်ကဒီ server နဲ့ဒါ http တွေမပါဘူးဒီ IP only ပဲထည့်လိုက်ဒါဆိုရင် control h ဟိုကျွန်တော်ချက်ချေက h နှိပ်ပြီးတော့လို့ရှိရင် y အကြီးကိုနှိပ်ပြီးတော့ enter ခေါ်လိုက်ဒါဆိုရင်ရပြီလားမင်းမရသေးဘူးဒီ site available ထဲမှာဒီ demo.html ဆိုတဲ့ file ကိုကျွန်တော်စောက်ပြီးပါပြီအဲ့ဒီစောက်ထားတဲ့ file ပုံစံအတိအကျအထက်ထဲကကုတ်တွေရောအတိအကျကိုကျွန်တော်တို့က site enable ဆိုတဲ့ folder ထဲမှာလည်းသွားပြီးတော့ထည့်ပေးဖို့လိုသေးတယ် okay site enable ဆိုတဲ့ file ကဘယ်နှမှာလဲအဲ့တော့ cd dot နဲ့နောက်ကိုတစ်ချက်လောက်ခွက်လိုက်မယ်အဲ့တော့ etc ngh တဲကိုရောက်သွားပြီအဲ့တော့ ls တစ်ချက်ခေါ်လိုက်အဲ့ဒီထဲမှာကျွန်တော်တို့ site available ပြင်ကိုမှ site enable ဆိုတဲ့ folder တစ်ခုပါရှိနေတယ်အဲ့ဒီထဲကိုကျွန်တော်တို့ဝင်လိုက်မယ် cd site enable ပြီးသွားရင် ls ခေါ်လိုက်အဲ့ဒီထဲမှာလည်းကျွန်တော်တို့ဒီ site available မှာဖြတ်လိုက်တဲ့ဒီ default ဆိုတဲ့ folder ကြီးကပါနေတွေ့တယ်မလားအနီရောင်တော့ပြနေပြီအဲ့ဒီကောင်ကိုကျွန်တော်တို့ကအရင်ဆုံးဖြတ်လိုက်ဖို့လိုတယ် rm-rf default okay ပြီးသွားရင် ls ချက်ခေါ်လိုက်ဒါဆိုရင်ရပြီ okay ဒီနေရာမှာတခုတတိယမှာကမိတ်ဆွေတို့ကဒီ site available ထဲမှာ demo.html ဆိုတဲ့ file ကိုစောက်ခဲ့တယ်မလားအဲ့ဒီကောင်ကိုဒီထဲမှာလည်းသွားပြီးတော့ copy ကူးပြီးထည့်လိုက်လို့ရတယ်ဒါပေမဲ့ကျွန်တော်က copy ကူးပြီးထည့်လိုက်တော့မှာမဟုတ်ဘူးနောက်ထပ်ပိုကောင်းတဲ့နည်းလမ်းတစ်ခုရှိတယ်အဲ့ဒီကောင်ကကျတော့ကျွန်တော်တို့ဒီ site available တွေကဒီ demo.html ဆိုတဲ့ file ကိုဒီ site enable ထဲမှာ link ချိန်လိုက်မှာအဲ့တော့ဒီထဲမှာလည်းရှိနေ
ဒီထဲမှာလည်းအဲ့ file ရှိရဲဆိုတဲ့အဓိပ္ပာယ်နဲ့ link ချိန်လိုက်မယ်အဲ့တော့ link ချိန်ရမယ့် command ကလည်းရိုးရိုးရှင်းရှင်းလေးပဲ sudo ln-s ပြီးသွားရင်ကျွန်တော်တို့ကပတ်လန်းကြောင်းနှစ်ခုထည့်ဖို့လိုတယ်ပထမတစ်ခုကကျတော့ကျွန်တော်တို့ချိန်ချင်တဲ့ file ရဲ့ပတ်လန်းကြောင်းအဲ့တော့ demo.html ကိုချိန်ချင်တာမလားအဲ့ demo.html file ကဘယ်ထဲမှာရှိရလဲဆိုလို့ရှိရင် etc ngx က site available ထဲမှာရှိတာအဲ့တော့အဲ့ပတ်လန်းကြောင်းကိုပဲကျွန်တော်တို့တစ်ချက်ထည့်လိုက်မယ် site available ဘယ် file လဲ demo.html အဲ့ file ကိုဘယ် folder ထဲမှာ folder နော်ဘယ် folder ထဲမှာသွားပြီး link ချိန်ချင်တာလဲဒီ folder ထဲမှာ etc ngx ထဲက site enable ဆိုတဲ့ folder ထဲမှာလည်သွားချိန်မှာ etc ngx site enable site available တွေကနေ site enable တွေကိုလင့်သွားချိန်မှာနော်မိတ်ဆွေတို့မမားစီနဲ့ပြီးတော့ရင် enter ချက်ခေါ်လိုက် okay ဒါဆိုလို့ရှိရင် ls လို့ခေါ်ကြည့်လိုက်မိတ်ဆွေတို့တွေ့လားဒီကောင်ဘယ်ရလာလဲဆိုလို့ရှိရင် site available တွေကနေပြီးတော့ဒီနေရာကိုရောက်လာတာ okay အဲ့ ascent ပြီးသွားပြီဆိုလို့ရှိရင်မိတ်ဆွေတို့က percentage 80%လောက်ကိုပြီးနေပြီဟောနောက်ထပ်တစ်ဆင့်ကနောက်ဆုံးတစ်ဆင့်ကကျွန်တော်တို့ web server ကို restart လုပ်ပေးရမယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ configuration file နေမိတ်ဆွေတို့ configuration နေပြင်ကျင်တယ်ဆိုလို့ရှိရင် ng configuration နေပြင်ကျင်တယ်ဆိုလို့ရှိရင်ဒီ site available နဲ့ site enable တွေသွားထိရုံပဲနော်အဲ့တော့ဒီအဲ့အကောင့်တွေထိပြီးသွားပြီဆိုလို့ရှိရင်ဒီ web server ကချက်ချင်း auto မသိဘူး synchronize မဖြစ်ဘူးအဲ့တော့မိတ်ဆွေတို့က web server ကို restart ပြန်လုပ်ဖို့လိုတယ်အဲ့တော့ restart လုပ်ရမယ့် command ကကျတော့ sudo အစီက vinc service ngin restart လုပ်ရိုက်လိုက်ဒါဆိုလို့ရှိရင်ရသွားပြီအဲ့တော့မိတ်ဆွေတို့မကျေနပ်သေးဘူးဆိုလို့ရှိရင် ngin ရဲ့ status ကိုပါစစ်လို့ရတယ် sudo service ngin status ဒါဆိုလို့ရှိရင် status ကပြန်ပြီး running ဖြစ်နေတယ်အကုန်လုံး everything is okay အဲ့တော့ကျွန်တော်တို့ browser ကိုသွားမိတ်ဆွေတို့ဆွမ်းနာ ddip ကဒီရိုက်ပေါ်နေလေအဲ့တော့ကျွန်တော်တို့ကဒီ ip နဲ့ကိုဟိုကျွန်တော်တို့ရေးထားတဲ့ html file တွေပတ်တန်းကြောင်းကိုကျွန်တော်ညွှန်းပြီးသွားပြီအဲ့တော့ကျွန်တော်တို့ရဲ့ web server ရဲ့ ip ကိုရိုက်လိုက်ပြီဆိုလို့ချင်းကျွန်တော်တို့ရေးထားတဲ့ website လေးကပေါ်လာမှာအဲ့တော့ဒါလေးကိုရက်ခေါ်အနာခေါ်လိုက်ဒီနေရာမှာဘာလို့error တက်နေရလဲစစ်ကြည့်လို့ရှိရင်ဒီမှာ https ဖြစ်နေလို့ဖြစ်ဖို့များတယ်အဲ့တော့ http နဲ့တစ်ချက် run လိုက်ပြီဆိုတော့ဒီမှာတွေ့လားကျွန်တော်တို့ရဲ့ website လေးက up and running ဖြစ်သွားပြီဆက်တော့ https ကဘာလို့မရတာလဲဆိုတော့ကျွန်တော်တို့ SSL certificate သွင်းမထားလို့ SSL certificate ဆိုတာကိုမှ not sure ဆိုပြီးတော့ not secure ဆိုပြီးတော့ပြနေရနော်အဲ့တော့ကျတော့ဒီ site က secure မဖြစ်ဘူးဆိုတဲ့ပုံစံနဲ့ပြနေဒါပေမဲ့ run လို့ရတယ်ဘယ် SSL ကိုဘယ်လိုသွင်းရမလဲဆိုတာကျတော့ဒီကောင်နဲ့သွင်းလို့မရဘူး IP နဲ့သွင်းလို့မရဘူးကျွန်တော်တို့ကဘာနဲ့သွင်းလို့ရလဲဆိုလို့ရှိရင်ဟိုဟာနဲ့ domain နဲ့ပဲသွင်းလို့ရတယ်